မြေခွေးတကောင်ကတင်းကိုတကယ်ချင်းရင်တောင်ဒီချက်တွေကိုတော့ဘယ်တော့မှဖွင့်ပြောမှာမဟုတ်ပါဘူး။ပထမဆုံးအနေနဲ့အနီရောင်မြေခွေးရဲ့အမီဟာအလွန်ကိုထိခိုက်လွယ်ပါတယ်။တင်းကသူတို့အမီကိုခဏခဏစော့ကစားနေမယ်ဆိုရင်စိတ်ကောက်နေတဲ့ချစ်သူလိုမျိုးစိတ်တူပြီးမျက်နှာလွဲသွားတတ်ပါတယ်။ဒါပေမဲ့အသားရလိမ့်မယ်ပုတ်တက်ပေးမယ်ဆိုရင်တော့ตาရတဲ့အသံလေးတွေပြုလုပ်ပြီးချစ်ခင်ကြောင်ပြတဲ့အနေနဲ့တင်းကိုအသားရလေးပြန်ကြိုက်ပါလိမ့်မယ်။ဒုတိယချက်ကတော့သူတို့ဟာမေးစိအောက်ကိုကုတ်ပေးတာကိုအလွန်နှစ်သက်ကြတာပါ။မေးစိလေးကိုအသားရကုတ်ပေးလိုက်ရင်ခွေးပုတ်လေးလိုပဲအဖြစ်ကင်းစင်နေမျက်နှာလေးနဲ့တင်းအပေါ်ယုံကြည်စိတ်ကြကြောင်ပြသတတ်ပါတယ်။တကယ်ကိုအသေးရစရာလေးပါ။တတိယချက်အနေနဲ့အနီရောင်မီခွေးတွေဟာတန်ရိုးစင်အလွန်ကြည့်တတ်ကြပါတယ်။ပုံမှန်အားဖြင့်တချင်းတယောက်တည်းကိုပဲမှတ်မိတတ်ကြပြီးတင်းကိုမြင်တာနဲ့ရင်ခွင်သေးခုံဝင်ကခြိခိုက်ပါလိမ့်မယ်။ပင်မလာတဲ့အခါမှာလည်းတင်းချွေလောက်ပေါ်မှာပဲခွေးဤပြီးဘဲမှမသွားပဲကတ်နေတတ်ကြပါတယ်။နောက်ဆုံးတစ်ချက်ကတော့သူတို့ဟာလည်းကလေးတွေလိုပဲမနာလိုထိတတ်ကြတာပါ။တခြားမြေခွေးတကောင်သာတင်နာကလာရင်ချက်ချင်းပြေးလာပြီးပိုက်ဆိုးပိုင်နဲ့လှုပ်ပြပါလိမ့်မယ်။တင်းနဲ့အတူတူဆော့ရရင်ပြုံးနေတဲ့ရောင်ထင်ရပေမဲ့တင်းကဂယုမဆိုင်ပဲပစ်ထားမယ်ဆိုရင်တော့မြေကြီးပေါ်မောက်အိပ်ပြီးအရန်ကိုဝမ်းနဲ့ပူဆွေးနေတဲ့ပုံစံမျိုးပြုလုပ်တတ်ကြ